အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Let's Read Channel ကနေကြိုဆိုပါရစေစာဖတ်ဖို့အချိန်မရှိတဲ့သူတွေအတန်းနဲ့နားဆင်ရတာကြိုက်တဲ့သူတွေအတွက်ဒီ channel လေးကနေစာအုပ်ပေါင်းများစွာကိုတင်ဆက်ဖတ်ပြပေးသွားမှာမို့ like and subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့အောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်အခန်းငါအိပ်ပါလူလေးမဲ့ရင်တွေအေးချမ်းသောလေသာပတင်းကိုငွေလာရောင်သည်ဖြန့်ပတ်နေ၏လေသာပတင်းမှကျော်လွန်ခဲ့ပြီးဆက်လက်၍ငွေလာရောင်သည်ဆက်ရာခန်းဤကရင်စီသို့ဝင်းလဲစွာကြာဆင်းနေ၏ဆက်ခန်းဦးမှမျော်လိုက်ပါလျင်ကျဲဘူးကျဲဝင်းတို့ပြန့်ကျဲနေသောမိုးပြင်ဤတပိုင်းတစကိုမြင်နိုင်၏မိုးပြင်သည်တန့်တန့်ပြဆင်နေ၏တမိုးရင်းလုံးရေပွင့်ရေလွှာတို့၏ရှက်တိုက်ပုတ်သက်ခြင်းကိုခံခဲ့ရသဖြင့်ကောင်းကင်ဘုံ၏ကျမ်းပြင်သည်နီလာရောင်ဖိမ့်ဖိတ်လှဲ့နေသည်စောင်း၏လှပသောည၌မြောက်ဝေရိုးစွန်းအေးခန္ဓာရမှလေပြန်သည်ချော့သိပ်သောတေးတပုတ်ကိုရင့်ယူရင်းတိုက်ခတ်လာနေ၏လှပ၍စိတ်စိမ်ချမ်းသောငိုက်မြီးပွယ်ဆောက်၏ညဖြစ်ပါ၏မလီတန်သည်ဂရင်အနီးစပွဲတစ်လုံး၌စာဖတ်နေသည်ဆေးပညာဒီဂရီဘွဲ့ရပြီးနောက်မလီတန်သည်ဆရာဝန်ထွက်မလုပ်တော့လဲအားလက်ချိန်ရတိုင်းစာအုပ်နှင့်မျက်နှာမခွာပေမိမိတက်မြောက်ပြီးခဲ့သည်တို့ကိုပြန်နှူးရ၏ဒေါက်တာနှင်းမောင်၏သူတေသနအတွက်လိုအပ်သောအချက်အလက်များကိုလည်းဖတ်ရှုရှာဖွေပေးရသည်ဧကန်နာရီကြီးစီမှည7 နာရီထိုးတံကိုကြားရသည်မလေးတန်သည်စာအုပ်ကိုပိတ်လိုက်ပြီးဓခွဲခန်းစီသို့သွား၏ဒေါက်တာနှင်းမောင်ကကြားနေကြစကားဖြင့်လှမ်းကြိုသည်ခတ်တော်တာပါပဲစားတော့ဖို့အချိန်တစ်ချိန်ကရောက်လာပြန်ပြီလားသူညီးလျင်မလေးတန်ဘာလို့ရမည်ကိုသိပြီးဖြစ်ပါသည်မလေးတန်ကအသာပင်ပြုံးနေလိုက်၏ထိုအခါသူကဘာမှဆက်မပြောတော့ပဲသူ့အမနောက်သို့လိုက်လာခဲ့သည်စပွဲပေါ်၌နွားနို့ဖန်ခွက်များနှင့်ကြက်ဥတစ်သီးစသည်တို့အစင်သစ်ရှိနေသည်မလေးတန်ကသူ့ကိုယနေ့ညစောစောအိပ်ရာဝင်စေခြင်းသည်သူအိပ်ပြတ်သောညပေါင်းများလာပေပြီစားတော့ပြီးရင်အိတ်ချေတော့ကွယ်တခါတလေတော့လဲစောစောအိပ်အောင်မှာပေါ့ပင်ပင်ပန်းပန်းလှုပ်ရှားတွေရှိပေမဲ့ထဝစီအပင်ပန်းခံနိုင်ဖို့နားနေမှုဟာလိုတယ်ကွမလေးတန်သည်တားငယ်ကိုချော့သောမိခင်ဤလေတံဖြင့်ဖြောင်းဖြသည်သူကနွားနို့ကိုတောက်ရင်းသူ့အမ၏ဖြောင်းဖြသံကိုကြားနေကြဆုံးမစကားအားစိတ်မဝင်စားစွာနားထောင်နေရသောကလေးတဦးကဲ့သို့မျက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်ရင်းငြိမ်နားဆိုင်နေ၏မောင်လေးဟာအကျော်အချင်းကြက်သားဆိုင်နေနဲ့စောက်တီထားတဲ့အသက်ရှိလူသားတစ်ယောက်ပါတမရီတွေနဲ့လှုပ်ထားတဲ့စက္ကရိယာကြီးမဟုတ်ပါဘူးကွယ်ဒီတော့မမတန့်စကားကိုနားထောင်တော့သူ့အမ၏စကားမှန်ကြောင်းသူသိသည်တို့ရာတွင်မတက်နိုင်ပါဟာဒီညတော့မဖြစ်သေးပါဘူးမမတန့်ရဲ့ပြီးတော့ကိုကန်ထူးတို့ကလည်းလာအောင်ပါဟင်ကိုကန်ထူးတို့လာအောင်မယ်သူကအသာခေါင်းငိတ်ပြ၏ကိုကန်ထူးတို့လာအောင်မည်ဆိုသည့်စကားကိုမလေးတန်နားလည်ပြီးဖြစ်ပါ၏ထို့ကြောင့်ဘာမှဆက်မမေးတော့ပဲမလေးတန်သည်သူ့ကိုကြွေးမွေးပြီးနောက်အပေါ်တက်မိမိ၏အခန်းသို့တက်လာခဲ့၏မလေးတန်သည်အပေါ်တက်မိမိခန်းမှအိမ်ကြီး၏နောက်ပိုင်းစီသို့လှမ်းကြည့်နေမိသည်မဲဆာများ၏နောက်ပိုင်းသည်အိလျာကန်၏ရေဆက်တစ်ခုဖြစ်သည်ရေဆက်၌မယမ်းပင်ကြီးများထူထပ်စွာပေါက်နေသည်အုပ်ဆိုင်သောတစ်ပင်များကြောင့်မဲနက်သောအရိပ်များမှလည်းဒုတယ်ကြီးလာသည်တစ်ပင်တစ်ပင်အောက်၌ဒေါက်တာနှင်းမောင်ရက်နေသည်ကိုမလေးတန့်သတိထားမိသည်ထိုစဉ်တဖာလုံးခန့်ဝေးသောကျွန်းဆွယ်တစ်ခုစီမှဝင်းကနေသုံးချိန်လက်လိုက်သောလက်နှိပ်တမီရောင်ကိုတွေ့ရသည်တစ်ပင်ရိပ်၌ရက်နေသောဒေါက်တာနှင်းမောင်စီမှလည်းလက်နှိပ်တမီရောင်တစ်ချက်ပြန်ပြသည်အတန်ကြာသောအခါကန်ရည်ပြင်ကိုဖြတ်၍လှော်ခတ်လာသောလှေတစည်းကိုတွေ့ရသည်လှေသည်မဲဆာမြိုင်နောက်ပိုင်းကန်းဆက်အရိပ်များအောက်တွင်ရပ်လိုက်သည်ကန်းဆက်၌ရက်နေသောဒေါက်တာနှင်းမောင်သည်လှေစီသို့ကတ်သွား၏မကြာမီလူလေးဦးသည်လှေပေါ်မှရှေမျောသောမဲမဲအရာကြီးတစ်ခုကိုထမ်း၍အိမ်ကြီး၏နောက်ပိုင်းတနေရာသို့ယူဆောင်ပျောက်ကွယ်သွားကြသည်မလေးတန်သည်တပ်ပြင်းကိုသာရှိုက်လိုက်၏အိမ်ကြီး၏တနေရာမြေတိုက်အတွင်း၌မီးလင်းနေသည်မြေတိုက်ခန်းသည်ပေ25ခန့်ရှည်၍15ပင်ခန့်ကျယ်သည်အခန်းတစ်ဖက်စွန်းနံရံ၌မီးဖိုအကြီးစားတစ်ခုရှိသည်အခန်းအလယ်တဲ့တဲ့၌ကြောက်စပွဲအရှိတစ်လုံးရှိသည်အခန်းတွင်း၌ကိုကန်ထူးနှင့်လူသုံးဦးသည်ငြိမ်သက်စွာရပ်နေကြသည်ကြောက်စပွဲဘေးတွင်ဒေါက်တာနှင်းမောင်ကရက်နေသည်
သူ့တရံဟန်ပန်အမူအရာမှာခရိုင်ကဲ့သို့ပင်အေးချမ်းတည်ငြိမ်လျက်ရှိသည်တို့ရာတွင်သူငုတ်ကြည့်နေသောအရာမှာတာမန်လူတဦးအတွက်အေးချမ်းတည်ငြိမ်ရန်မဆိုထားပြီးယခုကဲ့သို့ကာလညမျိုးတွင်သွေးပြက်ထိတ်လန့်ပွဲကောင်းလာပေသည်ကြောက်စပွဲချင်ရင်၌ခေါင်းတစ်လုံးရှိနေ၏ဒေါက်တာနှင်းမောင်ငုတ်ကြည့်နေသောကြောက်စပွဲပေါ်တွင်ကလက်လက်ဆက်ဆက်လူသေးအလောင်းတစ်လောင်းသည်ပက်လက်အနေထားနှင့်ရှိနေသည်ဒေါက်တာနှင်းမောင်သည်ကိုကန်ထူးစီလှမ်းကြည့်၍အေးချမ်းနူးညံ့စွာပင်မေးသည်အသေးစိတ်တွေပြောပြပါအောင်ကိုကန်ထူးကလည်းလက်ထောက်ဆရာဝန်တဦးကဲ့သို့ရှင်းလင်းတိကျစွာစနစ်တကျအစီရင်ခံသည်အသက်က25နှစ်ပါဆရာလေဘာသာကခရစ်ယာန်ပါတည်ဆုံးပြီးတာ2ရက်ပဲရှိသေးတယ်ယောဂကနှလုံးယောဂမနက်ကမှမြေလာမြုပ်ပါတယ်နာမည်ကကိုမြစဉ်ခေါ်ပါတယ်ဒေါက်တာနှင်းမောင်ကအသာအရာခေါင်းငိမ့်ပြီးအလောင်းဤလက်မောင်းနှင့်ရင်ဘတ်ကိုကင်တွယ်ဆန်းသက်ကြည့်၏အတန်ကြာမှစိတ်ကျဉ်နှဟန်အစင်သင့်လှုပ်ထားသောဆေးပြွန်ကိုယူကာအလောင်းကို၌ဆေးငါးချက်ထိုးသည်ဆေးထိုးပြီးသောအခါဒေါက်တာနှင်းမောင်သည်နိုင်ရန်စီကပ်သွားလျက်ခလုတ်တစ်ခုကိုနှိပ်လိုက်သည်အကြားအဆက်မမြင်သောနိုင်ရန်သည်ပွင့်ဟသွားပြီးသုံးပေပက်လက်ခန့်ရှိသောပြတင်းတစ်ခုပေါ်လာ၏ပြတင်းပွင့်လျင်ပွင့်ချင်းရေခဲငွေ့ကဲ့သို့အေးမြသောဓာတ်ကိုအခန်းတွင်းရှိလူအလုံးခံစားကြရသည်ဒေါက်တာနှင်းမောင်ကခေါင်းငိမ့်လျက်အချက်ပြလိုက်သောအခါကိုကန်ထူးနှင့်အဖော်တို့သည်ကြောက်စပွဲပေါ်မှအလောင်းကိုမယူလာပြီးပြတင်းတွင်းသို့ထိုးသွင်းလိုက်ကြ၏မကြာမီပြတင်းပြန်ပိတ်သွားကနိုင်ရန်မှငကိုအတိုင်းအကြားအဆက်မရှိပကတိကြည်နေ၏ဒေါက်တာနှင်းမောင်ကနိုင်ရန်အခြားတနေရာရှိခလုတ်တစ်ခုကိုနှိပ်လိုက်ပြန်သည်ဤအချိန်တွင်ပြတင်းသာပွင့်လာယုံမကပွင့်လာသောပြတင်းမှအန်ဆွဲတစ်တာတစ်လုံးထွက်လာသည်ကိုကန်ထူးနှင့်အဖော်တို့ကထိုအန်ဆွဲတစ်တာကိုဆွဲထုတ်မယူနေခိုက်ဒေါက်တာနှင်းမောင်ကမီးဖိုနာသွားရက်နေသည်ကိုကန်ထူးနှင့်သူ့လူများကအန်ဆွဲတစ်တာတွင်မှအရာတို့ကိုမီးဖိုတွင်သို့တွန်ထည့်ကြသည်တစ်တာတွင်မှအရာအလုံးမီးဖိုတွင်သို့ရောက်သွားသောအခါဒေါက်တာနှင်းမောင်သည်ခလုတ်များကိုတစ်ခုပြီးတစ်ခုနှိပ်၏ပထမမီးဖိုဝတကားပိတ်သွားသည်ထို့နောက်တရှဲရှဲနှင့်အတန်များကြားရ၏ဒေါက်တာနှင်းမောင်သည်နောက်ဆုံးခလုတ်ကိုနှိပ်လိုက်သောအခါ၌ကထိုအတန်များလည်းရပ်သွားပြီးမီးဖိုတွင်၌တိတ်ဆိတ်နေ၏ဒေါက်တာနှင်းမောင်သည်မီးဖိုနားတွင်ဆက်ရက်နေတော်လဲကိုကန်ထူးတို့ကအန်ဆွဲတစ်တာကိုကြောက်ရည်ကန်တစ်ခုစီတည်သွား၏အန်ဆွဲတစ်တာကိုကြောက်ရည်ကန်အတွင်းထည့်၍ဆေးကြောပြီးသောအခါနိုင်ရန်ရှိပြင်းဝတွင်ပြန်ထိုးသွင်းလိုက်သည်ပရင်းပြန်ပိတ်သွား၍နိုင်ရန်သည်နိုင်ရန်အတိုင်းကြံရစ်သည်သူတို့ကိစ္စပြီးသွားသောကိုကန်ထူးတို့ကတန်းစီလျက်ငြိမ်သက်စွာရက်နေကြ၏ဒေါက်တာနှင်းမောင်ကသာမိဖို့နာတွင်လက်ပတ်နာရီကိုငုတ်ကြည့်ရင်းစောင့်နေသည်အတန်ကြာမှခလုတ်တစ်ခုကိုနှိပ်လိုက်သည်တွန်းအားအဟုန်နှင့်ရေစီးကျသွားတန်ကြားရပြီးခဏ၌မီးဖိုတကားလည်းပြန်ပွင့်လာ၏မီးဖိုတွင်၌ပြမှုတ်ပြစပင်မကြံတော့အချိန်စုစုပေါင်းမှာ15မိနစ်ပင်မကြာဒေါက်တာနှင်းမောင်သည်ကိစ္စများအားလုံးပြီးပြတ်သွားဟန်ခေါင်းငိတ်လျက်ပြုံးရင်းကိုကန်ထူးအားလှမ်းကြည့်သည်ကြံလူများကအခန်းတွင်မှထွက်သွားနှင့်သည်ကိုကန်ထူးနှင့်ဒေါက်တာနှင်းမောင်တို့သည်အခန်းကိုတေချာစွာလှည့်ပတ်ကြည့်ရှုကြသည်အဆဆစိတ်တိုင်းကြဟန်ရှိမှဒေါက်တာနှင်းမောင်သည်ကိုကန်ထူး၏ပခုံးကိုပွေဖက်လျက်အခန်းတွင်မှထွက်လာခဲ့သည်မကြာမီပင်တခန်းလုံးသည်မဲမဲမှောင်လျက်ကြံရစ်သည်